အဲ့တော့အခုဒီမှာလက်ကွက်အခြေခံစလုံးလေးတင်ပြီးသွားရင်နောက်ထပ်စလုံးလေးကိုထပ်ပြပေးမယ်နော်အဲ့တော့စာရိုက်နေတယ်စာရိုက်နေရင်လည်းမှားသွားတယ်ဆိုရင်မတို့က back space ကိုသုံးရမယ် back space key ကတော့ဒီမှာပါလက်တန်းနဲ့သွားရမယ်နော်ဟုတ်ပြီစာရိုက်နေရင်လည်းမှာနောက်တစ်ကြောင်းဆင်းကျင်တယ်ဆိုလို့ရှိရင်တော့ enter ကိုသုံးရမယ်နော်ဒီလက်တန်းနဲ့ပဲသွားရမယ်ဒီတစ်ခါ keyboard မှာရှိတဲ့စလုံးလေးတွေဒီအကုန်သေးနဲ့ထွက်တယ်အကြီးရိုက်ချင်တယ်ဆိုရင်တော့ဘယ်ဘက်မှာရှိတဲ့ cap lock နှိပ်လိုက် cap lock နှိပ်လိုက်တယ်ဆိုရင်ဒီ number lock ဘက်မှာ cap lock မီလေးပွင့်သွားမယ်နော်ဒါဆိုရင်တော့ရိုက်လိုက်တဲ့စလုံးလေးတွေကအကြီးဖြစ်သွားမယ်ဒါဆို cap lock ပြန်ပိတ်လိုက်မယ်ဒါဆိုဒီဘက်မှာလည်းမီဒီလေးကပိတ်သွားမယ်နော်ဒါဆိုရင်မတို့နောက်တစ်ခုကကြတော့တစ်လုံးနဲ့အကြီးရိုက်ချင်တယ်ဒါဆိုရင်ဒီ keyboard မှာအကူ key 3ခုပါတယ်ဒါဆို ကူ key 3ခုကိုပြန်မယ် control ရဲ့ shift ရဲ့ order ရဲ့เนาะဒါဆိုရင် तू က opposite ယူရမယ်ဒီဘယ်ဘက်ခြမ်းမှာရှိတဲ့စလုံးတွေအတွက်အကြီးလို့ချင်းဒီညာဘက်ခြမ်းက shift ကိုသုံးမယ်เนาะဟုတ်ပြီညာဘက်ခြမ်းမှာရှိတဲ့စလုံးတွေကိုအကြီးလို့ချင်းနေဆိုရင်တော့ဘယ်ဘက်ခြမ်းက shift ကိုသုံးမယ်เนาะဒါဆို example အနေနဲ့တစ်လုံးလောက်ပြပေးပါမယ် A ကိုကြီးရိုက်ချင်တယ်ဒါဆိုညာဘက်လက်တန်းက shift ကိုဖိတာ A ကိုနှိပ်လိုက်ပေါ့เนาะ A ကိုအရင်လို့နောက်ဆုံးမှာ shift ကိုလွှတ်မယ်เนาะပြီးရင်လက်ကွက်ပြန်တင်မယ် J ကိုကြီးရိုက်ချင်တယ်ဒါဆိုရင်ဘယ်ကိုသွားလိုက်လဲဆိုတော့ညာဘက်sorry J ကိုကြီးရိုက်ချင်တယ်ဆိုရင်ဘယ်ဘက်လက်တန်းက shift ကိုပြီးတာပြီးတော့မှ J ကိုနှိပ်မယ်เนาะပြီးလက်ကွက်ပြန်တင်မှာဟုတ်ပြီလက်ကွက်ပြန်တင်ပြီးသွားရင်ဒီတစ်ခါအပေါ်ဘက်က1 2 3လေးကိုထောင်းမယ်เนาะ1 2 3လေးကကြတော့1ရဲ့အပေါ်မှာ exclamation mark ရှိတယ်ဒါဆိုရင်အဲ့ဒီတစ်ကိုရိုက်မယ်ဆိုရင်တော့ဒီတိုင်းရိုက် exclamation mark ကိုရိုက်မယ်ဆိုရင်တော့8နဲ့တွဲရိုက်ပြရမယ်เนาะအဲ့တော့အပေါ်စလုံးလေးလိုချင်တယ်ဆိုရင်လည်း8နဲ့တွဲရိုက်မယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့ဒီအပေါ်ထိပ်မှာ escape key escape key ကကြတော့သူကတစ်ခုခု cancel လုပ်ချင်တဲ့အခါမှာသုံးတယ်ဘေးနားမှာရှိတဲ့ F1 တို့ F2 တို့ကတော့ function key เนาะဒါကတော့ home key ဘက်မှာပါတဲ့ဟာဒါဆိုဒီညာဘက်ကိုပြင်ကြည့်မယ်ညာဘက်မှာတော့မြားလေးခုပါမယ်စာရီမိုင်းခုနက back space နဲ့ဖြတ်တယ်လို့ပြောတယ်เนาะဒါပေမဲ့တချို့နေရာလေးမှာကြတော့တစ်ခုခုဖြတ်ချင်တယ်ဆိုရင် delete ကိုသုံးလို့ရတယ်เนาะကျန်တာကတော့ဒါ document ပေါ်ရောက်တော့မှပြရမှာဒီညာဘက်မှာ number lock ရှိမယ် number lock မှာnumber lock မီဒီလေးလင်းနေရဆိုကိန်းနေရိုက်လို့ရမယ်ဒါဆိုခုမီးမရှိတော့ဘူးဒါဆိုရင်တော့ရိုက်လို့မရအောင်เนาะဆို number lock ပြန်ဖွင့်လိုက်မယ်เนาะ number lock ဘက်မှာပဲအပေါင်းနှုတ်မြောက်စားပါမယ်ဒါဆိုအပေါင်းကိုပြမယ်ဟုတ်ပြီအနှုတ်ပြမယ်အမြောက်အစားဟုတ်ပြီเนาะဒါကတော့အခြေခံရေဘူးရအပြင်သိရမယ် keyboard ကစလုံးလေးတွေပေါ့เนาะဒါလေးရတယ်ဆိုရင်တော့လက်ကွက်လေးတေချာရိုက်လို့ရပြီ